ကဘာပေါ်မှာအယောင်ရဆုံးနဲ့လူဝဲအများဆုံးနိုင်တစ်ခုဖြစ်တဲ့ကက်စီယိုရဲ့ဒီဇိုင်းကိုမိတ်ဆွေမြင်မှုပါလိမ့်မယ်အမြင်အာရုံအရတစ်ခုခုကန့်လန့်ဖြစ်မနေဘူးလားဘယ်ဘက်မှာခလုတ်နှစ်ခုရှိနေပြီးညာဘက်မှာကျတော့အောက်ရှည်မှာတစ်ခုတည်းထားတာတွေ့ရပါတယ်တကယ်ဆိုညာဘက်အပေါ်မှာပါခလုတ်တစ်ခုတိုးထည့်ပြီးလေးတောင်ကြကြအချိုးစားညင်ကြီးလေးလှုပ်လိုက်ရင်ပိုကြည့်ကောင်းမှာကိုကက်စီယိုကမသိလို့လားသူတို့ဘာလို့ဒီနေရာကြီးကိုအလွတ်ကြီးထားပြီးခလုတ်၃ခုတည်းနဲ့ပဲထုတ်လုပ်ခဲ့တာလဲဒါဟာဒီဇိုင်းအမှားမဟုတ်တယ်လို့ကုန်ကျန်းရွှေတာယုံတက်တက်လဲမဟုတ်ပါဘူးဒီကွက်လက်လေးရဲ့နောက်ကွယ်မှာဂျပန်တွေရဲ့နက်ရှိုင်းတဲ့ဘဝယတနာတစ်ခုနဲ့ဒီနာယီကိုနှစ်ပေါင်း40ကြာတဲ့အထိပြိုင်ဘက်မရှိတရဖို့စောင်းထားပေးမဲ့ချုပ်ဝက်ဗျူဟာတစ်ခုရှိနေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီခလုတ်၃ခုရဲ့ချုပ်ဝက်ချက်နဲ့အတူကျွန်တော်တို့ဘဝအတွက်ပါအသုံးချလို့ရမယ်အလွန်တန်ဖိုးရှိတဲ့အတွေးအမြင်လေးတစ်ခုကိုပါဆွေးနွေးသွားကြပါတယ်ဒီအကြောင်းကိုနားလည်ဖို့ကျွန်တော်တို့တစ်ချိန်က digital နာရီတွေရဲ့ရွှေခေတ်ဦးဖြစ်ခဲ့တဲ့1980နဲ့80ခုနှစ်တွေစီခဏလောက်ပြန်သွားကြည့်အောင်ပါအဲ့ဒီခေတ်က digital နည်းပညာဆိုတာအခုခေတ် smart watch တွေထက်တောင်ပိုပြီးစသစ်လွန်းတဲ့ခေတ်ရှည်ပြေးနည်းပညာအမြင့်စားကြီးဖြစ်ခဲ့တာပါနည်းပညာအသစ်ဖြစ်တဲ့အတွက်ဈေးနှုန်းကလည်းတာမန်လူတွေလက်မလန်းနိုင်လောက်အောင်အရန်ကြီးပါတယ်နိုင်တစ်လုံးကိုဒေါ်လာရာနဲ့ချီပေးရတဲ့ခေတ်ပေါ့အဲ့ဒီအချိန်မှာဂျပန်အရှေ့ဆိုင်ကက်စီယိုကုမ္ပဏီကကမ္ဘာကြီးကိုလုံးဝပြောင်းလဲပြစ်မဲ့အတွေးခေါ်တစ်ခုစဉ်းစားခဲ့ပါတယ်ငါတို့လူတိုင်းဝင်နိုင်ပြီးဘယ်တော့မှမပြည့်စည်နိုင်မဲ့နိုင်မျိုးထုတ်မယ်ဆိုပြီးပေါ့ဒီလိုနဲ့1989ခုနှစ်ကိုရောက်လာတဲ့အခါကက်စီယိုရဲ့ထိပ်တန်းဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Rusuke Moriai ကကမ္ဘာကျော်ကနဝင်ကက်စီယို F91W ကိုစတင်ဒီဇိုင်းဆွဲထုတ်လုပ်ခဲ့ပါတယ်သူရင်ဆိုင်ခဲ့ရတဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့ဈေးနှုန်းကိုအတက်နိုင်ဆုံးရွှေ့တာရမယ်300တာရိုးရှင်းရမယ်ပြီးတော့အကျန်းအခန့်ဆုံးဖြစ်ရမယ်ဒီစိန်ခေါ်မှုကိုကျော်ဖြတ်ဖို့အတွက်သူတို့ရဲ့အင်ဂျင်နီယာအဖွဲ့ဟာနိုင်ရဲ့ဒီဇိုင်းကစလို့အတွင်းပိုင်းစကိပြောင်းတွေအထိမလိုအပ်တဲ့အစိတ်ပိုင်းမှန်သမျှကိုအစွမ်းကုန်ဖျက်ထုတ်ပစ်တဲ့လုပ်ငန်းစဉ်ကိုစတင်ခဲ့ပါတယ်အမှန်တော့ဒီလိုခလုတ်၃ခုနဲ့အလုံးလုံးမဲ့ဗျူဟာကိုကက်စီယိုက1980ပြည့်လွန်နှစ်တွေအစောပိုင်းကတည်းကစတင်စသတ်ခဲ့တာပါ1980ခုနှစ်မှာထွက်ခဲ့တဲ့ကက်စီယို F10 တို့1986ခုနှစ်ကထွက်ခဲ့တဲ့ကက်စီယို F84W တို့ဟာအစောဆုံးအခြေခံအုတ်မြစ်တွေဖြစ်ခဲ့ကြပြီမဲ့အဲ့ဒီအချိန်တုန်းကဒီဇိုင်းပိုင်းကရိုးလုံးလို့ကဘာကတိတ်မသိခဲ့ပါဘူးတကယ်ဒန်နာကြီးအလှည့်အပြောင်းကတော့1989ခုနှစ်ရောက်တဲ့အခါမှာစတင်ခဲ့ပါတယ်။ Rusuke Moriai ကရှိပြီးသားအဲ့ဒီခေတ်ဦးခလုတ်၃ခုစနစ်ကိုလက်ခံပြီးကမ္ဘာကျော်ကနဝင်ဖြစ်လာမဲ့ Casio F91W အဖြစ်ပြန်လဲဒီဇိုင်းဆွဲခဲ့တာပါ။သူဟာအရင်ကရှိခဲ့တဲ့နည်းပညာကိုလုံးဝအလျှော့သက်အစွမ်းကုန်တန့်စင်ပြပြီးစတိုင်အကျဆုံးအကျန်းဆုံးနိုင်အဖြစ်ကမ္ဘာစံနှုန်းသစ်တစ်ခုကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီဇိုင်နာ Rusuke Moriai နဲ့သူ့ရဲ့အင်ဂျင်နီယာအဖွဲ့ဟာဘာကြောင့်ဒီခလုတ်၃ခုစနစ်ကိုပဲသုံးခဲ့ရတာလဲဒီနောက်ကမှာနည်းပညာနဲ့စီးပွားရေးအရအလွန်အမျှော်မြင်ရှိတဲ့လက်တွေ့ကျမှုရည်ရွယ်ချက်၃ချက်ရှိနေပါတယ်တစ်ချက်ချင်းစီကိုကြည့်ကြည့်အောင်ပါပထမဆုံးနဲ့အထက်ရောက်ဆုံးအချက်ကတော့ကုန်ကျစရိတ်ဗျူဟာပါကျွန်တော်တို့အပေါ်ယံအမြင်နဲ့ကြည့်ရင်ခလုတ်တစ်ခုတိုးတာဘာစားမှာမို့လို့လဲဆိုပေမဲ့အလုံးပေါင်းတန်းနဲ့ချီထုတ်တဲ့အခါစုစုပေါင်းကုန်ကျစရိတ်ကအများကြီးကွာခြားသွားပါတယ်ဒီခလုတ်တစ်ခုကိုဖြုတ်ပစ်လိုက်ခြင်းအဖြစ်ကမ္ဘာပေါ်မှာအရေးအသွေးအကောင်းဆုံး digital နာရီကိုလူတိုင်းဝယ်နိုင်တဲ့ဈေးနှုန်းနဲ့ပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒုတိယအချက်ကတော့အကြမ်းခံမှုနဲ့ရေဆိုးတန်းခံနိုင်ရေးပါ digital နာရီတစ်လုံးမှာရေဝင်ဖို့ဖုံဝင်ဖို့အားနည်းဆုံးနေရာဟာခလုတ်အပေါက်တွေပဲဖြစ်ပါတယ်ခလုတ်တွေရဲ့ဘေးကနေရာလွတ်သေးသေးလေးတွေကနေရေတွေဖုံတွေအတွင်းထဲကိုအလွယ်တကူစိတ်ဝင်သွားနိုင်ပါတယ်ကက်စီယိုရဲ့အင်ဂျင်နီယာတွေကနာရီကိုအကျန်းဆုံးဖြစ်စေခြင်းတဲ့အတွက်အားနည်းချက်ဖြစ်နိုင်တဲ့ခလုတ်အပေါက်အရေအတွက်ကို၄ခုကနေ၃ခုအထိအတက်နိုင်ဆုံးရှော့ချပစ်ခဲ့တာပါအပေါက်နဲလေရေနဲ့ဖုံတန်းကိုပိုခံနိုင်လေဆိုတဲ့သဘောတရားပေါ့ဗျာနောက်ဆုံးတတိယအချက်ကတော့ခလုတ်၃ခုနဲ့တင်အလုပ်အားလုံးပြီးနေလို့ပါဒီနေရာမှာပါတဲ့လှုပ်ဆောင်ချက်တွေကအရန်ရိုးရှင်းပါတယ်အချိန်ကြည့်မယ်ညဘက်မီးလင်းရမယ်နှိုးဆက်ပေးမယ်စက္ကန့်မှတ်မယ်ဒါပဲဘယ်ဘက်အောက်ခလုတ်နဲ့မှုတ်ပြောင်းပြီးဘယ်ဘက်အပေါ်ခလုတ်နဲ့ညဘက်မီးလင်းမယ်ဒါမှမဟုတ်စက္ကန့်မှတ်ရင် result ချမယ်ညာဘက်အောက်ခလုတ်နဲ့စက္ကန့်မှတ်တာကို stop လုပ်မယ်12နာရီနဲ့24နာရီစနစ်ပြောင်းမယ်ကဲဒါဆိုဒီခလုတ်3ခုနဲ့တင်နာရီရဲ့လှုပ်ဆောင်ချက်အားလုံးကိုအပြည့်အဝထိန်းချုပ်လို့ရနေပြီလေမလို့အဖက်နဲ့မျက်စိပရာဒကြည်ကောင်းဖို့တတ်တတ်နဲ့စတုတ်တာမြောက်ခလုတ်တစ်ခုအပိုထည့်လိုက်ရင်ဘာမှလှုပ်เสียမရှိပဲအပိုတတ်တတ်ဖြစ်သွားမှာဖြစ်ပါတယ်ဒါပေမဲ့ကိစ္စကနီးပညာနဲ့ကုန်ကျစရိတ်ဒီမဲလားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်တို့အမြင်အတွေးပွားနေမိတဲ့အချိုးအစားမညီညာမှုရဲ့နောက်ကွယ်မှာဂျပန်လူမျိုးတွေရဲ့သွေးတဲ့သားတွေကလာတဲ့စိတ်ဝင်စားစရာအနုပညာဒသနာတစ်ခုလည်းရှိနေပါသေးတယ်အဲ့ဒါကဘာဖြစ်မလဲ
အနောက်တိုင်းဒီဇိုင်းပညာမှာတော့ဘယ်ညာအချိုးအစားညီညာမှု symmetry ကိုအလှအပရဲ့အခြေခံလို့သတ်မှတ်လေ့ရှိကြပါတယ်ဥပမာဘယ်ဘက်မှာခလုတ်နှစ်ခုရှိရင်ညာဘက်မှာလည်းခလုတ်နှစ်ခုရှိရမယ်ဆိုတဲ့တွေးခေါ်ပုံမျိုးပေါ့ဗျာဒါပေမဲ့ဂျပန်လူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့အနုပညာဒသနာမှာကြတော့အမြင်ကတစ်မျိုးရှိနေပါတယ်အဲ့ဒါကိုတော့ဂျပန်လိုဟိုဒိုလို့ခေါ်တဲ့ဒသနာပါပိုလဲမပိုလိုလဲမလိုအနေတော်ကွက်တီဖြစ်တာလို့အဓိပ္ပာယ်ရနိုင်ပါတယ်ဒီဒသနာနဲ့တိုက်ဆိုင်ကြည့်လိုက်ရင်ကက်စီယိုရဲ့ခလုတ်၃ခုဟာလုံးဝကိုပြောင်မြောက်တဲ့တာရကတစ်ခုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ခလုတ်၄ခုထားလိုက်ရင်မျက်စိထဲကြည့်လို့ကောင်းချင်ကောင်းနေမယ်ဒါပေမဲ့လှုပ်ဆောင်ချက်အရာဘာမှသုံးမရပဲပိုရှန်နေမယ်ခလုတ်နှစ်ခုပဲထားပြန်ရင်လဲသုံးရတာခက်ခဲပြီးလိုအပ်ချက်ရှိနေမယ်ဒါကြောင့်ခလုတ်၃ခုဆိုတာမလိုတာတွေအကုန်ဖြတ်ထုတ်ပြစ်ပြီးမှအပိုလိုမရှိအနေတော်ကွက်တီအခြေအနေပါကက်စီယိုရဲ့အင်ဂျင်နီယာတွေကဒီဟိုဒိုဒသနာလုပ်မယ်ဆိုပြီးစာအုပ်ကြီးတိုင်းတကူးတကကြီးညာခဲ့တာတော့မဟုတ်ပါဘူးဒါပေမဲ့သူတို့အသွေးသားထဲမှာဆွဲမြက်နေတဲ့ဒီရိုးရှင်းတဲ့အခြေခံကြောင့်လက်တွေ့ကြကြတွက်ချက်လိုက်တဲ့အခါဒီလိုအပေါ်ယံအလှပတွေထက်အတွင်းအနှစ်သာရကိုဦးစားပေးတဲ့ဒီဇိုင်းမျိုးတဘာဝကြကြထွက်ပေါ်လာတာဖြစ်ပါတယ်ဒါကြောင့်ရှုပ်လိုက်ရရင်တော့ကက်စီယိုနာယီတွေမှာခလုတ်၃ခုပဲပါဝင်နေတာဟာဒီဇိုင်းအမှားတစ်ခုလုံးဝမဟုတ်ပါဘူးအပေါ်ယံအချိုးအစားညီညာမှုထက်အတွင်းပိုင်းကလက်တွေ့ကြောင့်မှုကိုဦးစားပေးပြီးမလိုတာတွေကိုရဲရဲဝံ့ဝံ့ဖျက်ထုတ်ပစ်ခဲ့တဲ့ပြောင်မြောက်တဲ့ view ဟာတစ်ခုသာဖြစ်ပါတယ်ဒီ view ဟာကြောင့်ပဲဆယ်စုနှစ်ချီတိုင်အောင်ကမ္ဘာအယောင်ရဆုံးကနဝင်နာယီအဖြစ်ဒီနေ့အထိရပ်တည်နိုင်ခဲ့တာပါဒီနာယီလေးကိုကြည့်ရင်ကျွန်တော်တခုတွေးမိတာရှိပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်လူမှုဘဝတွေမှာကောဂျပန်ရဲ့ဒီဟိုဒိုဒသနာလိုမျိုးမလိုအပ်တဲ့အရာတွေကိုရဲရဲဝံ့ဝံ့ဖယ်ရှားပစ်တတ်တဲ့အကျင့်မျိုးအတူယူပြီးပြီလားဆိုတာပါကျွန်တော်တို့ရဲ့အလုပ်တွေအတွေ့တွေလူမှုပတ်ဝန်းကျင်တွေတဲကမလိုအပ်ဖဲရှုပ်ပွားနေတဲ့ခလုတ်အပေါ်တွေကိုဘဝတွေကနေရဲရဲဝံ့ဝံ့ဖြုတ်ထုတ်ပစ်လိုက်နိုင်ရင်ကျွန်တော်တို့ဘဝတွေဟာလည်းဒီကက်စီယိုနာယီလေးလိုပဲပိုပြီးပေါ်ပါလာမယ်ပိုပြီးအကျန်းခံလာမယ်ပိုပြီးတော့လည်းထိရောက်အသုံးဝင်လာမယ်လို့ယုံကြည်ပါတယ်တင်ကောတင်းဘဝတွေကဘလို့မလိုအပ်တဲ့ခလုတ်အပေါ်တွေကိုဖယ်ရှားပြစ်ရှင်နေပြီလေဒါမှမဟုတ်နာယီမာကောမျက်စိပရာသားအတွက်ခလုတ်၄ခုရှိတာကိုသဘောကျသလားအခုလိုအနှစ်သာရရှိတဲ့ခလုတ်၃ခုဒီဇိုင်းကိုပဲပို့ကြိုက်သလားကောင်းမှန်မှာဆွေးနွေးပေးခဲ့ကြပါဦးဒါနဲ့အခုလိုခလုတ်၃ခုနဲ့ထွက်လာတဲ့ Casio F91W ဟာဖြန့်ချီဂါဇာတုံးကတော့အခုလိုဒဏ္ဍာရီဖြစ်မလာခဲ့ပါဘူးခေတ်ရည်စည်းကြောင်းနဲ့စန့်ကျင်နေလို့ခေတ်နောက်ပြန်ဆွဲတဲ့နာယီဆိုပြီးအဝေဖန်ခံခဲ့ရသလိုနာယီဆိုင်ကြီးတွေကကောင်တာပေါ်တောင်မတင်ကျင်လောက်အောင်ကြီးမားတဲ့စိန်ခေါ်မှုတွေကြုံခဲ့ရပါတယ်ဒါဆိုရင်ကက်စီယိုကဒီလိုအကြက်တဲတွေကိုဘလို့ပါနှက်တဲ့နီးဗျူဟာတွေနဲ့ကြော်ဖြတ်ပြီးကဘာကြီးကိုသိမ့်ပိုက်ခဲ့တာလေဒီစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင်းနဲ့အောင်မြင်မှုရှိုးဝှက်ချက်တွေကိုတော့ကျွန်တော်တို့ရဲ့နောက်ဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာမလို့ဗီဒီယိုကို like လုပ်ပြီး channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ကြပါမယ်အားလုံးပဲပေါ်ပါထိရောက်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ